ဈေးနှုန်းဆိုင်ရာအချက်လက်ကိုကြည့်မယ်ဆိုရင်တရုတ်နိုင်ငံဟာငွေကြေးကျဆင်းမှုတန်ရာတဲ့ရောက်နေတာတွေ့ရပြီးသုံးစွဲသူဈေးနှုန်းညွှန်းကိန်း CPI 2 လဆက်တိုက်ကျဆင်းနေပါပြီ။ထုတ်လုပ်သူဈေးနှုန်းညွှန်းကိန်း PPI ဟာလ30ဆက်တိုက်ကျဆင်းနေတာကြောင့်ဒါဟာစီးပွားရေးတောင်တင်းမှုနဲ့တွေ့ဖဲတဲ့အခြေအနေဖြစ်လာနေပါတယ်။ဒါတွေမကသေးပဲသူတို့ဟာကျွေးမိပြဿနာတွေနဲ့ရင်ဆိုင်နေရပြီးတကယ်တော့သူတို့ဟာဒီပြဿနာကို2008ခုနှစ်ကတည်းကနေယခုအချိန်အထိဖြည်းဖြည်းချင်းကြုံတွေ့လာရတာဖြစ်ပါတယ်။အိမ်ချမ်းမြေဈေးကွက်ပြိုလဲမှုလဲကြုံရတယ်လို့တရုတ်စီးပွားရေးဟာပြည်တွင်းဝယ်ယူမှုကိုအခြေခံထားတာကြောင့်ဒီပြဿနာကိုဖြေရှင်းဖို့ပြင်ပကိုဒီထက်ပိုမိုတင်ပို့ဖို့သာရှိပါတယ်။သမ္မတထရန့်ဟာကမ္ဘာအကြီးဆုံးစားသုံးသူဈေးကွက်ကိုပိတ်ဆို့လိုက်တာကြောင့်သမ္မတရှိဘာဆက်လုပ်မလဲဆိုတာကျွန်တော်တို့လည်းမခံမှန်းနိုင်တော့ပါဘူး။တရုတ်နိုင်ငံကစက်ရုံတွေဟာအခုအချိန်မှာရန်နာနေပြီးဒါဟာသူ့အတွက်အခက်အခဲတွေ့ရစီမှာသိကြပါတယ်။လက်ရှိမှာတရုတ်နိုင်ငံဟာကုန်သွယ်ကုန်245ရာခိုင်နှုန်းနဲ့ရင်ဆိုင်နေရပြီးဒါဟာတရုတ်နဲ့အမေရိကန်နိုင်ငံကြားကကုန်သွယ်မှုမှန်သမျှကိုရပ်တန့်သွားစီမှာလည်းဖြစ်ပါတယ်။တရုတ်စက်ရုံတွေလည်းပိတ်ထားကုန်ကြပြီဖြစ်တယ်လို့အလုပ်သမားတွေလည်းအလုပ်နားနေရပြီးစီးပွားရေးလုပ်ငန်းရှင်တွေလည်းဒေဝါရီခံရတော့ဘလို့ဖြစ်ကုန်ပါတယ်။ဒါ CCP အနေနဲ့မမျှော်လင့်ထားတဲ့အခြေအနေဖြစ်ပုံရပြီး Goldman Sachs ရဲ့ခန့်မှန်းချက်အရတရုတ်တရက်ပြည်ပပို့ကုန်ကျဆင်းသွားတာကြောင့်တရုတ်လုပ်သားတန်း20လောက်ဟာအလုပ်ပြုတ်သွားနိုင်တယ်လို့ဆိုပါတယ်။ American ကုမ္ပဏီတွေကလည်းတန်းနဲ့ချီတဲ့မှာယူမှုတွေပယ်ဖျက်လိုက်တာကြောင့်တရုတ်ဘက်ကဒီလောက်များပြားတဲ့ဝယ်လိုအားတွေကိုအစားမထိုးနိုင်ဖြစ်နေပြီးဒီအချက်ကြောင့်ပဲတရုတ်စီးပွားရေးဟာရုန်းကန်နေရတာဖြစ်ပါတယ်။လုပ်ငန်းရှင်တယောက်ကလည်းသူ့စက်ရုံရဲ့အခြေအနေတွေကိုမျှဝေလာပြီးဒီကုန်သွယ်ခွန်တွေကြောင့်အမြင့်အစွန်းနေတဲ့တည်ငြိမ်နေရကနေအရှုံးပေါ်နိုင်တဲ့အခြေအနေကိုညာတွင်ချင်းဆိုက်ရောက်သွားတယ်လို့ဆိုပါတယ်။တရုတ်လုပ်ငန်းရှင်တချို့ကလည်း Trump ရဲ့ကုန်သွယ်ခွန်တွေကိုစိတ်ပြတ်တာကြောင့်ဝေဖန်မှုတွေပြုလုပ်လာကြပြီးအထက်လိပ်စက်ရုံက Mr. Wang ကတော့တင်မော်နဲ့ပို့ဆောင်ကအတွက်2သိန်းကျော်ကုန်ကျသွားပြီမယ်အမေရိကန်ကိုရောင်းချရမှာရခိုင်ကရမယ်အမြင့်အစွန်း9000အစားကုန်သွယ်ကုန်အသစ်ကြောင့်4000လောက်ဆုံးရှုံးသွားရတယ်လို့ဆိုလာပါတယ်။ဒါကြောင့် Mr. Wang လည်းစိတ်သက်သာဆင်းနေရပြီးလက်ရှိမှာအဲ့ဒီအဝတ်ထည်တွေကိုဘယ်သူစီရောင်းရမလဲဆိုတာမသိသေးဘူးလို့ဆိုပါတယ်။တခြားသောလုပ်ငန်းရှင်အများပြားကလည်းမှာယူသူတွေကပယ်ဖျက်သွားတာကြောင့်အခက်တွေ့နေကြရပြီး CCP ကတော့တစ်နှစ်ကိုဒေါ်လာ30ဘီလီယံသုံးရင်သူတို့ရဲ့ဝါဒဖြန့်မှုတွေကိုလှုပ်ဆောင်နေတာဖြစ်ပါတယ်။လက်ရှိမှာတော့ဒါတွေကိုတရုတ်နိုင်ငံရဲ့ပြည်တွင်းမှာရောပြည်ပမှာပါလှုပ်ဆောင်နေပြီးအနောက်နိုင်ငံတွေတောင်မှပါဝင်နေကြတာဖြစ်ပါတယ်။သူတို့ဟာယာနဲ့ချီတဲ့ CCP Bob အကောင့်တွေနဲ့လည်းဝါဒဖြန့်မှုတွေလှုပ်ဆောင်နေသေးပြီးတစ်ဖက်မှာတော့မှာယူထားတဲ့ပစ္စည်းတွေပယ်ဖျက်သွားတာဟာစက်ရုံတစ်ခုအတွက်တေမိတ်ပေးလိုက်တယ်လို့တော့ဆိုနိုင်ပါတယ်။ဒါဟာငွေကြေးကျဆင်းရုံနဲ့မကပဲလုပ်ငန်းပြိုလဲသည့်အထိပါကြုံရနိုင်ပြီးတကယ်လို့မှာယူထားတဲ့ပစ္စည်းပယ်ဖျက်မှုဟာအတိုင်းအတာတစ်ခုထိရောက်သွားရင်အလုပ်သမားတွေလည်းအလုပ်လက်မဲ့ဖြစ်သွားနိုင်ပါတယ်။ဥပမာအဖြစ်တင်ကတီရှပ်ကုမ္ပဏီတစ်ခုပိုင်ဆိုင်ပြီးထုတ်လုပ်မှုစရိတ်တက်တာအောင်တင်ရဲ့တီရှပ်တွေကိုတရုတ်နိုင်ငံမှာထုတ်လုပ်ခြင်းတယ်လို့မြင်အောင်ကြည့်လိုက်ပါဒါဟာကုန်သွယ်ကုန်တွေမတိုးမြင့်လိုက်ခင်ကဖြစ်ပြီးတစ်ဖက်ကလည်းတင်ကမှာယူလိုတဲ့ပမာဏအတိုင်းကင်တွယ်နိုင်မဲ့စက်ရုံတစ်ခုကိုရှာဖွေရမှာဖြစ်ပြီးအဲ့ဒီနောက်မှာတော့တင်ကတီရှပ်ဒေါ်လာ1 သန်းဖို့မှာယူလိုက်ပါတယ်ဒါပေမဲ့တင်ကဒေါ်လာ1 သန်းဘိုးလုံးပေးချေစရာမလိုသေးပဲအနည်းဆုံးတော့ဒေါ်လာ1 သိန်းလောက်သာပေးချေရမှာဖြစ်ပြီးအဲ့ဒီနောက်မှာတော့စက်ရုံဘက်ကလည်းစတင်ထုတ်လုပ်တော့မှာဖြစ်ပါတယ်ဒါဟာစက်ရုံတွေရဲ့လဲပတ်ပုံဖြစ်ပြီးအနေငယ်စွန့်စားမှုများတယ်လို့ဆိုနိုင်တယ်လို့အများအပြားစက်ရုံတွေဟာအမြတ်စွန်းနှဲပါကြပြီးပုံမှန်အနေနဲ့ order တွေရဲ့9%ကနေ15%အထိသာရရှိကြတာဖြစ်ပါတယ်။ဒီတော့သူတို့အနေနဲ့ဒေါ်လာ1 သန်းနဲ့ order ရရှိမယ်ဆိုရင်အမြတ်အစွန်းအနေနဲ့ဒေါ်လာ9000ကနေ1,500,000လောက်သာရရှိမှာဖြစ်ပါတယ်။ဒါကြောင့်သူတို့ကိုယ်ပိုင်ပတ်စံတွေကဒေါ်လာ8,500,000စိုက်ထုတ်လုံဆောင်ရမှာဖြစ်ပြီးတီရှပ်ထုတ်လုပ်ဖို့ကုန်ကြမဲ့ကုန်ကြမ်းဖို့အလုပ်သမားကားနဲ့အထွေထွေကုန်ကြမ်းစရိတ်တွေအားလုံးကိုယ်တိုင်အရင်းနှီးစိုက်ထုတ်ရမှာဖြစ်ပါတယ်။ဒါပေမဲ့ပြဿနာကသူတို့ဟာဝယ်ယူသူတွေစီကဒေါ်လာ1 သန်းရရှိတာမဟုတ်ဘဲအမြတ်စွန်းဖြစ်တဲ့ဒေါ်လာ1 သိန်းသာရရှိတာဖြစ်ပြီးကျန်တဲ့ပတ်စံတွေဟာသူတို့ရဲ့အရင်းနှီးငွေတွေဒါမှမဟုတ်ဘဏ်ကထုတ်ယူထားတဲ့ချေးငွေတွေချေးယူထားတဲ့ငွေကြေးတွေဖြစ်ပြီးသူတို့ဟာအမြတ်စွန်းနှဲပါတဲ့အတွက်ငွေကြေးအများပြားမရှိကြပါဘူးတီရှပ်တွေဟာမှာယူသူလက်ထက်ရောက်သွားတော့မှသာသူတို့လည်းဒေါ်လာ1 သန်းရသွားမှာဖြစ်ပြီးအဲ့ဒီနောက်မှာရလာတဲ့ငွေကြေးကိုဘဏ်ချေးငွေပြန်ဆက်တာတွေအလုပ်သမားကပေးချေတာတွေပြုလုပ်ကြပြီးနောက်ဆုံးမှာအကျိုးမြတ်အနည်းငယ်လောက်သာလက်ထဲကျန်တော့တာဖြစ်ပါတယ်ဒါဟာခေတ်ကာလကောင်းနေချိန်စက်ရုပ်အလုံးယုံတွေရဲ့လေပတ်ပုံဖြစ်ပြီးယခုလိုစီးပွားရေးမတည်ငြိမ်ကာလမှာကုန်သွယ်ကုန်တွေဟာညာတွင်ချင်းမြင့်တက်သွားတာကြောင့်မှာယူထားတဲ့ပစ္စည်းတွေဟာ cancel ဖြစ်သွားပါတယ်။ဒါပေမဲ့စက်ရုံပိုင်ရှင်တွေဟာငွေစိုက်ထုတ်ပြီးနေပြီဖြစ်တာကြောင့်အခုအချိန်မှာကုန်ပစ္စည်းတွေနဲ့ထွက်ပေါက်ပိတ်သွားကြပြီဖြစ်ပြီးလက်ထဲမှာလည်းငွေများများဆဆမရှိကြတော့ပါဘူး။ဒါဟာတရုတ်နိုင်ငံကစက်ရုံတွေမှာလက်တလောကြုံနေရတဲ့အခြေအနေဖြစ်ပြီးမှာယူလိုသူတွေလည်းဒီကုန်တွေကိုရောင်းချလို့မရတော့သလိုလုပ်ငန်းမှာငွေကြေးဆုံးရှုံးသွားကြပြီးချေးငွေယူထားသူတချို့ကလည်းဒီဆုံးရှုံးမှုကိုပြန်မလျော်နိုင်တဲ့အတွက်ဒေဝါလီခံလိုက်ကြပါတော့တယ်။ပိုဆိုးတာကတော့စက်ရုံအလုပ်သမားတွေဟာလောက်ခမရကြတော့ပဲ CCP ကလည်းဒီလိုအခြေအနေတွေနဲ့ပတ်သက်လို့အလွန်မေးစိုးရိမ်နေတာဖြစ်ပါတယ်။တချို့စက်ရုံတွေဆိုရင်ကြွက်တွေတောင်တက်နေကြပြီးအထဲမှာရွာ2 သန်းလောက်ကုန်တွေကလည်းစုပုံပိတ်မိနေကြတယ်လို့ဘသူကမှလည်းဒါတွေကိုမလိုချင်ကြပါဘူး။ဒီအခြေအနေတိုင်းနောက်ထပ်3 လလောက်သာဆက်သွားမယ်ဆိုရင်စက်ရန်ရတွေလွှတ်ပြရမယ့်အခြေအနေဖြစ်သွားမှာပါ။အမေရိကန်တွေက2 ခါတောင်စဉ်းစားမနေပဲကုန်သွယ်ကုန်တွေလည်းလို့ဆိုပဲတိုးမြင့်လိုက်တာဟာသူတို့အတွက်အထိအနာဆုံးဖြစ်သွားကြရပါတယ်။
ဧပြီလ10ရက်နေ့တုန်းကအမေရိကန်ဟာ145ရာခိုင်နှုန်းအထိကုန်သွယ်ကိုတွန်းမြင့်ခဲ့တာကြောင့် US brand အတွက်ထုတ်လုပ်ပေးတဲ့စက်ရုံကပစ္စည်းတွေပယ်ဖျက်ခံလိုက်ရပြီးတချို့ဆိုစိတ်ကမ်းမှတောင်ရောက်နေပြီဖြစ်ပါတယ်။မာယူသူတွေဟာစရံငွေလောက်သာဆုံးရှုံးပေမဲ့စက်ရုံပိုင်ရှင်တွေကတော့ဆုံးရှုံးမှုကြီးမားကြပါတယ်။လက်ဆောင်နဲ့ကလေးကစားစရာထုတ်လုပ်တဲ့စက်ရုံတွေကလည်းဒီနှစ်ထဲမှာအမေရိကန်ကမှာယူမှုလုံးဝမရတော့ကြောင်းပြောလာပါတယ်။အကြီးစားထုတ်လုပ်သူတွေဆိုရင်အခုလိုကာလာမျိုးမှာအတော်လေးရုန်းကန်နေရတယ်လို့ငွေကြေးဆုံးရှုံးမှုကလည်းများပြားလွန်လာပါတယ်။သူတို့အနေနဲ့ညာရင်းချင်းဒေါ်လာတန်းချီဆုံးရှုံးတာဟာဘယ်လောက်တောင်ခံရခက်မလဲဆိုတာတွေးကြည့်လို့ရပါတယ်။တစ်ဖက်မှာလည်းတရုတ်ကုမ္ပဏီတွေဟာတခြားနိုင်ငံရဲ့ညာနာမူပိုင်ခွင့်ဥပဒေ IP law ကိုမလေးစားကြသလိုအမေရိကန်ကုန်ပစ္စည်းတစ်ခုဟာဝယ်လိုအားမြင့်တက်လာပြီးအလားအလာကောင်းလာပြီဆိုတာနဲ့တစ်ချိန်တည်းမှာပဲဈေးသက်သာတဲ့ပုံစံတူတွေကတရုတ်ဟာရုတ်တရက်ပေါ်ထွက်လာစမြဲဖြစ်ပါတယ်။သူတို့ကတော့တခြားသူတွေမဟုတ်ပဲသင်တို့သိတဲ့အတိုင်းတရုတ်နိုင်ငံကထုတ်လုပ်ရေးကုမ္ပဏီတွေဖြစ်ပါတယ်။တစ်ချိန်တည်းမှာပဲသူတို့ဟာအမေရိကန်ကမှာယူသူတွေကိုလည်းလက်ခံပေးနေပြီးအဲ့ဒီမှာယူသူတွေကိုလည်းမိခိုးနေသေးသလိုတစ်ဖက်ကလည်းဒီထုတ်ခုံတွေကိုအလဲထိုးနေပြန်တာဖြစ်ပါတယ်။ကုန်ပစ္စည်းတစ်ခုအောင်မြင်လာတာနဲ့အဲ့ဒါကိုတပုံစံနဲ့တူပါရင်အမေရိကန်ကိုပြန်ရောင်းချတာဖြစ်ပြီးသင်တို့အနေနဲ့တရားစွဲလို့ရနိုင်ပြီမဲ့တရုတ်နိုင်ငံကကုမ္ပဏီတွေဟာနိုင်ငံတော်ကထိန်းချုပ်နေတဲ့အခြေအနေမျိုးဖြစ်တာကြောင့်ဒါဟာနိုင်ငံတော်ခွင့်ပြုမိန့်နဲ့ဓမြတိုက်နေတယ်လို့တောင်ဆိုနိုင်ပါတယ်။ဒါဟာလည်းဆယ်စုနှစ်ပေါင်းများစွာကြာအောင်ဖြစ်ပွားလာခဲ့တာဖြစ်ပြီးအမေရိကန်လုပ်ငန်းရှင်တွေကိုထိုးနိုင်ရင်အမေရိကန်ဝယ်ယူသူတွေကိုပြန်လည်ရောင်းချနေတာဖြစ်ပါတယ်။ဒီအတွက်ဘာအရေးယူမှုမှရှိလာမှာမဟုတ်သလိုတရုတ်နိုင်ငံကတခြားနိုင်ငံတွေရဲ့ဈေးကွက်ထဲကိုသာဝင်ရောက်ချင်ကြပြီးသူတို့ရဲ့ကိုယ်ပိုင်ဈေးကွက်စီကိုတော့တခြားနိုင်ငံကကုမ္ပဏီတွေဝင်ခွင့်မပေးကြပါဘူး။ဒါကြောင့်ပဲလက်ရှိအခြေအနေမှာတော့တရုတ်နိုင်ငံသားတွေအများပြားဟာကုန်သွယ်ကုန်ပြဿနာရဲ့နောက်ဆက်တွဲကိုခံစားလာရပြီဖြစ်ပါတယ်။အလုပ်သမားတန်း20ကျော်လောက်အလုပ်လက်မဲ့ဖြစ်သွားမယ့်အလားအလာရှိပါတယ်။တရုတ်နိုင်ငံကဘွဲရလူဦးရေ12တန်းလောက်ဟာအလုပ်ရဖို့မျှော်လင့်နေကြပြီမဲ့ကံမကောင်းစွာပဲအလုပ်နေရာတွေကလည်းတစ်နေ့တစ်နေ့လျှော့ပါကုန်ကြပြီဖြစ်ပါတယ်။ဒီတော့ဘွဲရចောင်းသားတွေလည်းအလုပ်ရှာခက်ကုန်ကြပြီးဘွဲရမိန်းကလေးတဦးကလည်းသူမရဲ့ဖြစ်ကိုပြန်လဲဝေမျှထားခဲ့ပါတယ်။သူမဟာအလုပ်လျှောက်တာအချိန်8000ကျော်သွားပေမဲ့အလုပ်မရသေးဘူးလို့ဆိုလာခဲ့ပါတယ်။အဲ့ဒီအပြင်တက္ကသိုလ်ကမာစတာဘွဲရတယောက်အနေနဲ့အလုပ်ရှာခက်ခဲလွန်းတဲ့အကြောင်းပြောလာပြီးအလုပ်ခွင့်ရှားပါမှုဟာအမှန်တကယ်ပဲဒီလောက်တောင်စိုးဝါးသွားသလားဒါမှမဟုတ်သူမတယောက်တည်းဒီလိုတွေကြုံနေသလားလို့မေးထားခဲ့ပါတယ်။သူမဟာ scholarship ရတဲ့ထူးချွန်ကျောင်းသားတဦးလည်းဖြစ်ပြီးစုတွေလည်းအမျိုးမျိုးရခဲ့တယ်လို့ data အဆင့်အစိုးရ project တွေမှာလည်းပါဝင်ခဲ့သေးပြီးဘွဲရပြီးတဲ့နောက်မှာတော့အလုပ်တစ်ခုတောင်မရနိုင်ပဲဖြစ်ခဲ့ရပါတယ်။မိဘတွေကလည်းသူမရဲ့ပညာရေးအတွက်အတော်လေးစူးစမ်းရင်းနှီးပေးခဲ့တာဖြစ်ပြီးအခုချိန်မှာတော့သူမလည်းအရန်ကိုစိတ်ဖိစီးနေပါတယ်။ဒါကြောင့်သူမဟာအိမ်မပြောနိုင်တဲ့အဆုံးအခုလိုအင်တာနက်ပေါ်မှာရှင်ဖွင့်မိတယ်လို့ဆိုပါတယ်။ဒီတော့တရုတ်နိုင်ငံကအစိုးရအဖွဲ့ဟာပြည်သူတွေကိုကူညီဖို့ဘာတွေလိုသလဲဆိုတာမိကုန်းတွေအများအပြားပေါ်လာကြပြီးအဖြေကတော့များများဆဆရှိမနေပါဘူး။တရုတ်နိုင်ငံရဲ့ဒုသမ္မတဟောင်းကတော့တရုတ်ပြည်သူတွေဟာတစ်နှစ်ပတ်လုံးမြက်ကလွယ်လို့ဘာမှမစားဘဲတော့ရှင်းတန်းနိုင်စွမ်းရှိတယ်လို့ဆိုပါတယ်။ဒါအလုပ်လက်မဲ့တွေအတွက်အဖြေပေးခဲ့သလားဆိုတာမပြောနိုင်ပေမဲ့တစ်ဖက်မှာတော့ CCP ကလည်းအမေရိကန်ရဲ့ကုန်သွယ်ကုန်တိုးမြင့်ရေးပြန်လည်တိုက်ခိုက်နေပြီး CCP နဲ့ငြိမ်းချမ်းနေမှာမဟုတ်တဲ့အကြောင်းပြသနေတာဖြစ်ပါတယ်။တရုတ်လေကြောင်းလိုင်းကုမ္ပဏီတွေကလည်း Boring လေယာဉ်တွေဝယ်ယူမှုရပ်ဆိုင်းစေခဲ့တယ်လို့အမေရိကန်ကုမ္ပဏီတွေစီကလေယာဉ်နဲ့ဆက်ဆက်ပစ္စည်းတွေအစိပ်ပိုင်းတွေဝယ်ယူမှုကိုပါရပ်တန့်စေခဲ့တာဖြစ်ပါတယ်။လက်ရှိမှာတော့တမ်မရာရှိကျင်းမီအနေနဲ့ဒီဆုံးဖြတ်ချက်တွေကိုမကြခင်အချိန်တွေမပြောင်းလဲဘူးဆိုရင်ရုရှားမှာဖြစ်ပျက်ခဲ့တယ်လို့တရုတ်နိုင်ငံကကောင်းကင်မှာလေယာဉ်တွေအစင်းရေကျဲပါသွားနိုင်ပါတယ်။အကြောင်းကတော့တရုတ်နိုင်ငံဟာလက်ရှိ Boring လေယာဉ်အစီးရေ200ကျော်နိုင်ငံတွင်းပြေးဆွဲနေတာဖြစ်ပြီးဒီလေယာဉ်တွေဟာ Boring လေယာဉ်အတွက်အစိပ်ပိုင်းတွေလိုအပ်တယ်လို့ဘေးကင်းစွာပြန်တန်းနိုင်ဖို့အတွက်ပြင်ဆင်မှုတွေပြုလုပ်ရမှာဖြစ်ပြီး Boring အတွက်အသုံးပြုရမယ့်ကိရိယာတွေလည်းလိုအပ်နေပါသေးတယ်။ဒီလိုမှမဟုတ်ဘူးဆိုရင်တော့လေယာဉ်တွေလည်းဘေးကင်းစွာပြန်တန်းနိုင်တော့မှာမဟုတ်တယ်လို့ဒါကလည်း CCP ကိုပို့လို့တောင်အခက်တွေ့စေမှာပါ။ဒါကြောင့်တမ်မရရှိအနေနဲ့ဒီဆုံးဖြတ်ချက်ကိုပြန်လည်သုံးသပ်နေလောက်ပြီးတရုတ်လေကြောင်းလိုင်းကုမ္ပဏီတွေကလည်းနောက်ထပ်မှားယူထားတဲ့ Boring လေယာဉ်အများပြားရှိသေးတယ်လို့အဲ့ဒီလေယာဉ်တွေဟာဒီနှစ်နဲ့နောက်နှစ်ထဲမှာရောက်ရှိကြအောင်မှာဖြစ်ပါတယ်။သူတို့ကလည်းဒီလေယာဉ်တွေမရှိဘဲခီးတဲ့တွေကိုလုံလောက်အောင်ပြေးဆွဲပေးနိုင်မှာမဟုတ်တယ်လို့ဒါဟာစီးပွားရေးကဏ္ဍကိုပါထိခိုက်လာအောင်မှာဖြစ်ပါတယ်။အဆိုးဆုံးကတော့ရှီကျင်းပင်ကိုယ်တိုင်ကပါ Boring လေယာဉ်နဲ့တွာလာနေတာဖြစ်ပြီးတမ်မရ3လေယာဉ်ဖြစ်တဲ့တရုတ်နိုင်ငံရဲ့ Air Force One ဟာ Boring 747ပဲဖြစ်နေပြန်ပါတယ်။ဒီတော့သူ့အနေနဲ့အခုလိုဆုံးဖြတ်လိုက်ခြင်းဟာဂုဏ်သိက္ခာပိုင်းထိခိုက်စေရဖြစ်ပြီးတစ်ဖက်မှာလည်း Boring ဟာတရုတ်ထုတ်လေယာဉ်တွေထက်ပိုမိုလုံခြုံစိတ်ချရပြန်ပါတယ်။ဒါဟာတရုတ်နိုင်ငံရဲ့ကုန်သွယ်ရေးမူဝါဒကိုပြသနေတယ်လို့တရုတ်နိုင်ငံဟာကမ္ဘာကုန်သွယ်ရေးအဖွဲ့အစည်းတွေရဲ့စည်းကမ်းတွေကိုတခြားသူတွေအနေနဲ့လိုက်နာစေလိုပေမဲ့ကိုယ်တိုင်ကတော့မလိုက်နာပဲကုန်သွယ်ရေးစည်းကမ်းချိုးဖောက်ထားတာတွေကိုမြင်တွေ့ရတဲ့အကြောင်းတင်ဆက်လိုက်ရပါတယ်ခင်ဗျာ။